ဒီတစ်ခါမဲခွဲမှုကဘလောက်တောင်ယူကျင်စရာကောင်းလဲဆိုတာသတိထားမိကြရဲ့လားမသိဘူးတေးသေးချာချာစဉ်းစားကြည့်ရင်ဒါဟာချန်ပီယံလိသမိုင်းမှာအားအကောင်းဆုံးအသင်းတွေတစ်ဖက်တည်းစုပြုံရောက်နေတဲ့တစ်ဖက်ဆောင်တဲ့အဖြစ်ဆုံးမဲခွဲမှုပါပဲဘယ်ဘက်အချမ်းကိုကြည့်ရင် PSG 2025ချန်ပီယံ Chelsea 2021ချန်ပီယံ Liverpool 2019ချန်ပီယံ Man City 2023ချန်ပီယံ Bayern Munich 2020ချန်ပီယံ Real Madrid 2016 2019 2018 2022 2024ချန်ပီယံဂါလာတာစာရေးတည်င်းပဲဖလားမရဘူးသေးတာပါဆိုလိုတာကပြီးခဲ့တဲ့ဆယ်စုနှစ်တခုအတွင်းချန်ပီယံဖြစ်ခဲ့တဲ့အသင်းတိုင်းဟာဘယ်ဘက်အချမ်းမှာပဲစုနေကြတာပါအခုညာဘက်အချမ်းနဲ့နှိုင်းယှဉ်ကြည့်ရအောင်ဘာစီလိုနာတည်င်းပဲဖလားရဖူးပြီးသူတို့နောက်ဆုံးရခဲ့တာကလည်း2015ခုနှစ်ကပါကျန်တဲ့အသင်းတွေထဲမှာဘယ်သူမှဖလားမရဘူးကြသလို2015နောက်ပိုင်းချန်ပီယံဖြစ်ခဲ့တဲ့အသင်းတစ်သင်းမှလည်းအဲ့ဒီဘက်အချမ်းမှာမရှိပါဘူးအာဆင်နယ်အနေနဲ့အသင်းကြီးတွေမရှိတဲ့ဘက်ကိုရောက်သွားတာတကယ်ပဲကံကောင်းတယ်လို့ပြောရမှာပါတကယ်လို့အာဆင်နယ်သာညာဘက်အချမ်းကိုရောက်သွားရင်တော့ဖလားရဘူးတဲ့အသင်းရေအတွက်ရော့သွားမှာဖြစ်ပေမဲ့အခုအခြေအနေကတော့တကယ်ကိုထူးဆန်းလုံးပါတယ်ဒါပေမဲ့တခုရှိတာကပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာချန်ပီယံဖြစ်တဲ့အသင်းတွေဟာခက်ခဲတဲ့လမ်းကြောင်းကိုဖျက်ကျော်ပြီးမှရခဲ့ကြတာပါလွယ်တဲ့လမ်းကြောင်းကလာပြီးရတဲ့အသင်းမရှိသေးပါဘူးဥပမာပြီးခဲ့တဲ့နှစ်က PSG ဆိုရင်လီဗာပူးနဲ့အာဆင်နယ်တို့ကိုအနိုင်ယူပြီးမှပိုဆွဲခဲ့တာမျိုးပေါ့ဒါကြောင့်အသင်းကြီးတွေကြားထဲမှာပါနေတာကလည်းဒီတစ်ချက်တော့ကောင်းရင်ကောင်းနိုင်ပါတယ်